အားလုံးပဲမင်္ဂလာပါရှင်အခုဆိုရင်ညီမလေးရှိမှာပေါ့နော်တော်တော်များများမေးကြတာကြတော့ဗာလေးလဲဆိုတော့ဥသက်ဖျားကြောက်လေးတွေကြာတာပေးသားသမီးတွေရဲ့အဆောင်ကြောက်ဥသက်ဖျားလေးတွေကိုမေးကြတယ်ပေါ့နော်မိုးကုတ်တဘာဝတင်းထွက်ဒါလေးတွေကတော့ဥသက်ဖျားပါဥသက်ဖျားကတော့ရောင်စုံရှိရဲ့အပြာဘတ်တန်းတာလေးရှိရဲ့အဖြူဘတ်တန်းတာလေးရှိတယ်အဝါဘတ်တန်းတာလေးရှိရဲ့ပေါ့နော်ဥသက်ဖျားလေးတွေမှာတော့ရောင်စုံရှိပါတယ်ရှင်ဒါလေးကတော့ဒီဥသက်ဖျားကိုမှနည်းနည်းပြာလေးပဲနည်းနည်းတန်းတဲ့အရာပေါ့နော်ဒါလေးကကြတော့နည်းနည်းအဖြူဘက်တန်းတဲ့အရာမှာဒါလေးကကြတော့အဝါလေးတွေပေါ့နော်အဝါကိုအကြီးဒါလေးကတော့အဝါလုံးဝအဝါဆွတ်ဆွတ်ပေါ့နော်ဥသက်ဖျားမှာရောင်စုံလာပါတယ်ရှင်ဒါလေးကတော့မိုးကုတ်လုံးဝတွင်ထွက်ကြောက်ကလေးတွေဖြစ်ပါတယ်ဒါလေးဆိုလို့ရှိရင် yellow sapphire ပေါ့နော်နီလာဝါဥသက်ဖျားလို့လည်းခေါ်ကြတယ်နီလာဖြူဥသက်ဖျားလို့လည်းခေါ်ကြတယ်ပေါ့နော်သူကအမျိုးမျိုးခေါ်ကြပါတယ်ရောင်စုံဆိုတော့ပေါ့နော်ဒါလေးဆိုလို့ရှိရင်ကိုချင်းမဒီမှာနော်ဒီမှာကိုချင်းမတို့ဒီမှာပါရှင်ဒါလေးတစ်ဆက်စာလုံးကို9500မှာဒါလေးကကျတော့နဆွဲလေးက platinum လိုမျိုးနောက်ဆော့ဒီဖောက်စွတ်နဲ့လာမယ်925တဲ့နဲ့ထွက်မယ်မိုးကုတ်တွင်းထွက်နီလာဝါအုတ်တဖျားကြောက်လေးပါတစ်ဆက်ကို9500နဲ့ယူမမင်းအင်းကတန်တော်လေးရောင်းပေးတယ်တွင်းထွက်ကြောက်အစ်စ်ကို9500နဲ့ရောင်းပေးမယ်เนาะကြောက်အစ်စ်ဖြစ်တဲ့အတွက်တော့ inclusion အမုံဆန်အဲ့လိုလေးတွေကတော့ပါမယ်เนาะကိုချင်းမကြောက်အတုလေးတွေပါအလုံးဝမရောင်းပါဒါကြောက်အစ်စ်လေးတွေရောင်းပေးတာပေါ့เนาะဒီမှာဒါလေးဆိုလို့ရှိရင်လည်းတစ်ဆက်ကို9000ခွဲပေါ့เนาะဒါဆိုလို့ရှိရင်လူငယ်လေးတွေလုံးဝကြိုက်တဲ့ဒီဇိုင်းကိုညီမလေးကခတ်ပေးထားပါတယ်နှဆွဲလေးနဲ့နှဆွဲလေးဆိုလို့ရှိရင်လည်းချစ်စရာလေး925ထဲလေးနဲ့ထွက်ပါမယ်ဒီမှာเนาะကျိုးလေးတွေကညီမလေးကလက်ဆောင်ထည့်ပေးရနော်ဒီကျိုးလေးလက်ဆောင်ပါပါမယ်ရှင်တစ်ဆက်ကို9500မှာဘယ်မှမရတော့စီးလေးနဲ့မမင်းရောင်းပေးပါမယ်နော်ဒါလေးတွေကြိုက်တယ်ဆိုလို့ရှိရင် TikTok ချက်ပေါက်ကိုလာလို့ရပါတယ်ဒါလေးကနှက်ဆက်မှာဒါလေးဆိုလဲ9500သူကတော့အပြပတ်နဲ့တန်းတယ်ပေါ့နော်ချဲလေးငကက်ကလေးကတော့ချဲလေးနဲ့လာမယ်ဒီမှာနောက်ပိတ်လေးကဖောက်ဆွတ်အကောင်လုံးကတော့နောက်ပိတ်ဖောက်ဆွတ်နဲ့ပဲလာမယ်ဘာလို့ဆိုတော့925ထဲလေးတွေဆိုတော့သူ platinum လိုမျိုးဖောက်ဆွတ်ပေါ့နော်ဒါပေမဲ့ဘာလေးကွာသွားမှလဲဆိုဒီဇိုင်းကွာသွားမယ်လက်စွပ်လေးတွေဆိုလဲအကောင်လုံးကအချင်းချင်း adjust လေးတွေပါပါမယ်ရှင်အချင်းချင်း adjust ပါတာဖြစ်တဲ့အတွက်လက်တိုင်းပေါ့နော်တေးတေးကြီးအဆင်ပြေပါမယ်ဒါလေးဆိုလို့ရှိရင်သူအဝါလေးကိုမှဒီအကြည့်လေးကိုမှအဝါဖောက်လေးနဲ့ပေါ့နော်ဒါလေးလည်း19500မှာဒီမှာဒါလေးဆိုလည်း19500မှာကိုကြိုက်မိမိကြိုက်တဲ့ပုံစံလေးဒီဇိုင်းလေးကို screenshot ရိုက်ပြီးတော့မှမမင်းအင်းရဲ့ဒီ TikTok video လာလို့ရတယ်လို့မျိုး Viber လေးကိုလည်းလာလို့ရပါတယ်ဒီ page မှာကိုယ်တိုင်ကိုကြောက်လာဝဲချင်တယ်ဆိုလည်း Facebook page လေးရှိပါတယ်အဲ့ထဲမှာဒီအဆက်လေးကတော့သူကဒါလေးတွေကကြတော့လုံးကြောဖြစ်မယ်ပေါ့နော်ဒါလေးတွေကတော့လုံးကြောဒါလေးကကြတော့တာပလာပေါ့နော်ဒီမှာဒီအလဲအတပွင့်အဲ့ဒါဥသက်ဖျားကိုတာပလာလေးသွေးပေးထားတယ်ဒါလေးကတော့တစ်ဆက်ကို3,200မှာတာပလာနဲ့ဘာကွာလဲဆိုလို့ရှိရင်တာပလာနဲ့လုံးကြောနဲ့ကြောက်ရီကြောက်သားကွာတယ်ပြောမှာပေါ့နော်ဒါလေးကတစ်ဆက်ကို3,200မှာရှင့်ဒါလေးကကြတော့ကျန်တဲ့ဒီလုံးကြောလေးတွေကတော့9500เนาะကြာတာဘေးတွေရဲ့အဆောင်မိမိကြာတာဘေးဖြစ်တယ်ဆိုလို့ရှိရင်ဒီအဆောင်ဥသက်ဖျားကြောက်ကလေးကိုဆောင်းရတဲ့ဟာလေးတွေပေါ့နော်အဆောင်အနေနဲ့ပဲဝစ်ဒါမှမဟုတ်မိမိအလှအနေနဲ့ပဲဝစ်ပွဲလာထားတာလေးကြိုက်တယ်လို့ဝစ်เนาะမမင်းအင်းရှိမှာဒါအစ်စ်ရောက်ထားတယ်ဥသက်ဖျားကြောက်ဆိုတာရှာရခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မင်းအစ်စ်လေးရလို့ဒီဇိုင်းအစ်စ်လေးနဲ့ဆင်ပေးထားပါတယ်ကြိုက်တာလေးတွေ့ရင်အားပေးပါရှင်